အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီဝယ်ထားတဲ့ကွာကျွန်တော်ဘယ်လိုဝယ်တာလဲဘယ် market ကြောင်းကျွန်တော်ဝယ်တာလဲဆိုကျွန်တော်တစ်ချက်ပြန်ပြောပြချင်လို့ပေါ့နော်ကျွန်တော်သုံးပြရတဲ့ strategy တော့ကျွန်တော်သုံးပြတဲ့ဒီ Kinda တို့အဲ့လိုမျိုးပေါ့ဒါကျွန်တော်ရဲ့သုံးသပ်တဲ့ပုံပေါ့ကျွန်တော်ရဲ့ဒီ market မှာကျွန်တော်ဘယ်လိုချင်းကပ်ခဲ့တယ်လဲဆိုတော့ကျွန်တော်ပြန်ပြချင်လို့ပါပေါ့နော်ကျွန်တော်လောဆယ်မှာတော့ဒီ CEC ကွာကျွန်တော်ဘယ်လိုဝယ်တာလဲဆိုတော့ဒီမှာဒါဒီလိုပြောမှဒါသူကဒီ minor downtrend ပေါ့သူက downtrend break out တော့ဒီနေရာမှာအရင်က resistance ပေါ့နော် resistance ရဲ့နောက်ပြီးဒီနေရာမှာသူက break out ဖောက်ပြီးတော့ဒီ Kinda နဲ့ break out ဖောက်ပြီးတော့ဒီနေရာပူပဲပြန်လာတဲ့အချိန်မှာ hammer Kinda ပေါ်တယ်ပေါ့ hammer Kinda ပေါ်တော့သူကအခုဒီ918စီးတောင်းသူရောက်ခဲ့တဲ့အဲ့ဒီနေရာမှာသူကချက်စောင့်နေတယ်ပေါ့နော်ချက်စောင့်တော့သူကဒီနေရာမှာကျွန်တော်ကြည့်တဲ့မယ်ဘယ်ကဖေးပေါ့ဘယ်ကKindaကိုကျွန်တော်သုံးသပ်ကြည့်မယ်ဆိုရင်အဲ့ဒီနေရာမှာကျွန်တော်ရောင်းလိုက်ရတယ်ရောင်းတော့သူကအရင်ကဒီ break out ဖောက်ထားတဲ့ဒီ305ဆိုတဲ့စုံကြီးပေါ့သူကဒီကနေတစ်ခါပြန်လာတော့ဒီသူ break out မဖောက်နိုင်ဘူးပေါ့ body out မဖောက်နိုင်တော့ဒီနေရာသူကသူဒီနေရာမှာပတ်တန်ပေါ်လာကျွန်တော်စောင့်ကြည့်နေရဒီ minor downtrend သေးရို့သူက break out ဖောက်လိုက်တော့ဒီနေရာမှာသူကဘယ်လိုပြောမှလဲဒါဒီ bullish Kinda နဲ့ဖောက်တယ်ပေါ့ဖောက်တော့ဒီနေရာမှာ supply ဆုံးရှိနေတယ် supply ဆုံးရှိတော့သူကအဲ့ဒီ key ကိုတက်ပြီးတော့ဒီနေပိုးပဲပြန်လာတယ်ဒီထက်ပေါ့ကျွန်တော်တို့ဒီတခါတည်း market က90ဒီခိုင်နှုန်းတက်နေတာမဟုတ်တော့သူကဒီ break out ဖောက်ပြီးရင်ပြန်လာတယ်မနော်အမေရိကန်အဲ့လိုပေါ့ဒီလိုမျိုးပေါ့ break out ဖောက်ပြီးရင်ဒီလိုမျိုးအမေရိကန်ပြန်လာနေတဲ့သဘောက import retail အဲ့လိုမျိုးတွားတဲ့သဘောက market မှာအဲ့လိုမျိုး100ခိုင်နှုန်းလိုမျိုးမရှိဘူးเนาะအဲ့ဒါကြောင့်ကျွန်တော်စောင့်ကြည့်နေရင်းနဲ့သူကဒီနေရာမှာ supply ဆုံးရှိတယ်ဒါပေမဲ့သူကကျွန်တော်ဘယ်နေရာမှာစောင့်ကြည့်လဲဆိုဒီ383ဆုံးမှာသူကအရင်က resistance ပေါ့နော်ဒါဘယ်လိုပြောမလဲသူကဒီကနေ break out ဖောက်လိုက်တော့အဲ့ဒီနေရာမှာကျွန်တော်တို့စောင့်ကြည့်နေတကယ်လာတယ်ဒါပေမဲ့ဝယ်ပြီးလားဆိုကျွန်တော်မဝယ်နေဘူးကျွန်တော်သုံးသပ်ကြည့်နေတဲ့နေရာမှာပတ်တန်ပေါ်ပြီးတော့ဒီနေရာမှာ bullish engulfing Kinda ပေါ်တော့ bullish engulfing Kinda ပေါ်တော့ကျွန်တော်ဝယ်လိုက်တယ်အနည်းငယ်မှာကျွန်တော်အရှုံးတည်ချာတွက်ချက်ပြီးတော့အမြတ်လည်းကျွန်တော်လည်းတည်ချာတွက်ချက်ပြီးတော့ကျွန်တော် entry တစ်ခုဝင်လိုက်တယ်ပေါ့နော် loss မှာတော့ဒီကျွန်တော်ဝယ်ထားတဲ့ဒီ trade ထားတဲ့ဒီ trade တစ်ခုကအမြတ်ဘယ်လောက်ရနိုင်လဲဆိုကျွန်တော်စွနာပြန်ကြည့်တော့ကျွန်တော်တစ်ချက်ပြန်လာပြကျွန်တော်နော်ခဏလေးပါဒီမှာ CEC coin loss မှာသူက126ဒေါ်လာရနေပြီတော့ app တော့မှာလည်းကျွန်တော်ဝယ်ထားတာရှိတယ်ပေါ့နော်ဒါပေမဲ့ loss မှာတော့ TP ရဲ့ဘယ်နေ့ထိမှလဲဆိုတော့ loss တုံးတက်လို့ပြောလို့မရသေးဘူးပေါ့နော်ကျွန်တော်ဒီ TP ကတော့ဒီအပေါ်မှာဒီနေရာမှာဒီစုံမှာပေါ့ဒီခွင့်ရတယ်ရှိမှာထိခဲ့မယ်ဆိုရင်ဒီ trade က1နဲ့ 3R ပေါ့ 3R ရမယ်ရှုံးရင်100ရခဲ့မယ်ဆိုရင်300အဲ့လိုပဲကျွန်တော်ဝင်ခဲ့တဲ့ trade ပေါ့ဒါကျွန်တော်ဒီ market ဘယ်လိုချင်းကတ်တယ်လဲကျွန်တော်ဘယ်လို entry ဝင်ခဲ့တယ်လဲဆိုကျွန်တော် market air loss မှာတော့ဒီ pattern နဲ့ပေါ့ pattern မှာကျွန်တော်အသုံးပြုခဲ့တဲ့ Kinda ကျတော့ bullish engulfing ဒီလိုပါပဲကျွန်တော် loss မှာတော့လေဒီဟောကြည့်ရှုပေးကြတဲ့ကျွန်တော်ရဲ့ page တွေအားလုံးကျေးဇူးပါလို့